မြို့နယ်မြေစင်းဌာနတွေမှာမြေယာအရှုပ်ရှင်းနဲ့ပတ်သက်လို့တိုင်ကြားထားတဲ့ file တွေအရှုပ်ရှင်းရှိနေတဲ့ file တွေတစ်ထက်ကြီးရှိနေတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ကတော့ Union House မှာအခမဲ့ HMB website ကုမ္ပဏီရဲ့ Data စီစဉ်ဖြစ်ပါတယ်မိတ်ဆွေမြေကွက်ဝယ်ယူတဲ့အခါမှာတည်ထားတဲ့အချက်လက်တွေကိုကျွန်တော်ဒီဗီဒီယိုထဲကနေ short to ပိုင်းပြောပြပြမှာဖြစ်ပါတယ်မိဝယ်ယူတဲ့မြေကွက်ကဘာတူလဲဆိုတာကိုဆက်ဆက်စာချုပ်တွေနဲ့သေချာစစ်ဆေးပါမြေပုံမြေယာစွင်နဲ့မြေစင်းမှတ်တမ်းတွေမှာနောက်ဆုံးဘလူးအမည်နဲ့ပေါက်နေတဲ့ဆိုတဲ့ပိုင်ဆိုင်မှုကိုသေချာစစ်ဆေးပါဘူဘောရိုင်းမြေကရံမြေမီးလောင်မြေချထားမင်းကြထားတဲ့မြေလားစတဲ့မြေမျိုးစားကိုသေချာစစ်ဆေးပါရောင်းချသူကမြေဘက်ကိုအမွေရထားတာလားကိုပိုင်ဝယ်ထားတာလားလက်ဆောင်ရထားတာလားစတဲ့အချက်လက်တွေကိုသေချာစစ်ဆေးပါမြေချမေးရထားတာလားမြေပုံမြေစရာတွေမှာနာမည်ဘလူးပေါက်နေတာလဲရေကွန်မီးကွန်စီပင်ကွန်စတဲ့နာမည်တွေမှာဘလူးနာမည်ပေါက်နေတာလဲဆိုတာကိုသေချာစစ်ဆေးဖို့လိုပါတယ်ရောင်းချသူကမိရဲ့မိတ်ဆွေအရင်ကြီးဖြစ်နေတော့ကျွန်တော်ပြောတဲ့အချက်လက်တွေနဲ့ပြည့်စုံမပြည့်စုံဆိုတာကိုသေချာစစ်ဆေးဖို့လိုပါတယ်ကျွန်တော်ပြောတဲ့အချက်လက်တွေကိုသုံးယူပြီးစစ်ဆေးဝယ်ယူတဲ့အခါတန်တရားရှိပါကရှင်းနေတူတော့မဟုတ်အကျိုးဆောင်များရဲ့ရှင်းနေနဲ့ချိတ်ဆက်ဝယ်ယူလိုက်ပါခင်ဗျာမိတ်ဆွေသိကျင်တဲ့အကြောင်းစုံပြရှိခဲ့ရင်ဒီဗီဒီယိုရဲ့ comment အောက်မှာတစ်ခုခုရေးခဲ့ပြပါခင်ဗျာ